ကျမကြီးကိုလေးလာလိုက်စားတယ်ကျမရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ဒီ post လေးမှာတော့ကျမရဲ့မိတ်ဆွေများကိုကျမကြီးအလွန်ကြိုးကျေးဇူးများတဲ့ထောပတ်တီရဲ့အစွမ်းအမခန်းအကျိုးကျေးဇူး၅ချက်ကိုစုစည်းတင်ပြပေးပါမယ်ရှင်နံပါတ်1နှလုံးကျမကြီးကိုထူးကောင်းမွန်စေပါတယ်ရှင်လူခန္ဓာကိုယ်ထဲမှာရှိတဲ့ကောင်းတဲ့စီလို့ခေါ်တဲ့ monounsaturated fats ကနှလုံးရောဂါကိုကာကွယ်ပေးပါတယ်ရှင်LDL လို့ခေါ်တဲ့မကောင်းတဲ့ cholesterol တွေကိုလျော့ကျစေပြီးတော့ HDL လို့ခေါ်တဲ့ကောင်းတဲ့ cholesterol တွေကိုလည်းတိုးပွားစေပါတယ်ရှင်။နံပါတ်2အကျိုးကျေးဇူးကတော့အစာချေစနစ်နဲ့ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုထိန်းညှိပေးနိုင်ပါတယ်ရှင်။ထောပတ်သီးမှာအမြင့်ဓာတ်လို့ခေါ်တဲ့ fiber ကျွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်ဗိုက်ပြည့်စေပြီးတော့စာချေစနစ်ကိုကောင်းမွန်စေပါတယ်ရှင်။ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပြီးတော့ကိုယ်လေးချိန်ကိုထိန်းညှိဖို့အတွက်လည်းအကူအညီအများကြီးပေးပါတယ်ရှင်။နံပါတ်3ကြိုးကျေးဇူးကတော့မျက်လုံးနဲ့အရေးပြားကျန်းမာရေးအတွက်အလွန်ထောက်ကူပေးပါတယ်ရှင်။ထောပတ်သီးမှာဗိုက်တာမင်ဓာတ်နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့လူသင်းနဲ့ဇီဆန်သင်းဓာတ်တွေပါတဲ့အတွက်ကြောင့်မျက်လုံးကိုလင်းရောင်ကြောင့်ပျက်စီးမှုကနေကာကွယ်ပေးပါတယ်ရှင်။ဗိုက်တာမင် C နဲ့ E ကလည်းအရေးပြားကိုနူးညံ့လှပစေပြီးတော့အိုမေးရည်ရော်မှုကိုနှေးကွေးစေပါတယ်ရှင်။နံပါတ်4ချက်ကတော့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဓာတ်တွေထောပတ်သီးမှာပါဝင်နေပါတယ်ရှင်။ပိုတက်ဆီယမ်ဓာတ်တွေနဲ့ဖောလိတ်ဓာတ်တွေပါပဲရှင်။ပိုတက်ဆီယမ်ဓာတ်ကသွေးပေါင်ချိန်ကိုထိန်းညှိပေးပါတယ်ရှင်။ဖောလိတ်ဓာတ်ကတော့သွေးနေဦးဆဲတွေကိုဖြစ်ပေါ်စေဖို့နဲ့ကိုယ်ဝန်ဆောင်မိခင်တွေအတွက်အလွန်ရေးကြီးပါတယ်ရှင်နောက်ဆုံးအနေနဲ့နံပါတ်5အချက်ကတော့ထောပတ်သီးစားသုံးခြင်းဟာကျမတို့လူခန္ဓာကိုယ်ရဲ့အုံနောက်စွမ်းရည်ကိုမြင့်တင်ပေးပါတယ်ရှင်ထောပတ်သီးဟာသွေးစစ်စစ်မှုကိုကောင်းမွန်စေပြီးတော့မှတ်ဉာဏ်ကိုထောက်ကူပြုပါတယ်ရှင်ထောပတ်သီးတွေကရတဲ့ကောင်းတဲ့စီတွေဟာအုံနောက်မှာသွေးစစ်စစ်မှုကိုကောင်းမွန်စေတဲ့အတွက်ကြောင့်မှတ်ဉာဏ်နဲ့သိမြင်မှုတွေကိုလည်းတိုးတက်စေနိုင်ပါတယ်ရှင်။ကဲအခုဆိုရင်ထောပတ်သီးမှာရရှိတဲ့အံ့ဩဖွယ်ရာအကျိုးကျေးဇူးတွေအကြောင်းကိုကျမမိတ်ဆွေတွေအတွက်စေတနာအပြည့်အဝနဲ့လေ့လာတင်ပြပေးလိုက်ရပါတယ်ရှင်။နောက် post ဒီမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။ကျမမိတ်ဆွေများအားလုံးထောပတ်သီးစားသုံးခြင်းဖြင့်သက်ရှိကျန်းမာစိတ်ချမ်းသာကြပါစေရှင်။ကျမရဲ့ post လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်subscribe and like လေးလုပ်ပေးခဲ့ပါရှင်ကျေးဇူးတင်ပါတယ်ရှင်